short လက်စနဲ့မထူတော့ဘူးအကုန်လုံး short လိုက်တော့မယ်မတို့ဒါလေးဆိုတို့ promotion ထဲမှာထည့်ဖို့ဆိုတော့အထည်တွေစုထားတာပေါ့နော်ထည်တွေသိမ်းထားတာဘလောက်တောင်ကာလာစုံလဲကြည့်ပါဦးကာလာကလေဘလို့တောင်စုံနေလဲကြည့်ပါဦးနော်ဒါ promotion ထဲမှာထည့်ပေးဖို့စိတ်ကူတာ promotion ပေးတဲ့ဆိုတော့မှဒါတို့ဟိုပါဗောနော် percentage တစ်ခုအနေနဲ့ပဲ short ပေးမှာဒါဒီနေ့ကိုတို့ဒီနေ့ကြိုက်တာယူကြိုက်တဲ့အကွင်းကိုယူကြိုက်တဲ့ one set เนาะအကောင်လုံး one set မှာတော့200ချီနဲ့ခတ်ထားပြီးတဲ့ one set ကြိုက်တဲ့ one set ကိုယူ6000 9000ကျပ်နဲ့ပဲယူပါရှင့်เนาะဒါ error မဟုတ်ဘူးเนาะ error လုံးဝမပါဘူး error ကင်းရှင်းသောအထည်လေးတွေကိုတို့ပေးတာပါဒါဒီနေ့ပြောရမှာဆိုတော့ကွဈေးရောင်းကောင်းလို့ပျော်လို့ပေါ့ဈေးရောင်းကောင်းပြီးတော့ပျော်လို့ဆိုတော့ကျမပျော်လို့ short ပေးတဲ့post လေးပေါ့ဒါလေးရကြဒီမှာအတွင်းချီလုံးဝရှင်းလင်းနေเนาะဒီလောက်အတွင်းချီပါတာတော့တို့မပြောနဲ့เนาะဒီလိုအတွင်းချီမပါရင်တို့အထည်ခတ်လို့မရတော့ရှင့်เนาะဒါကအတွင်းချီပါဒါမျိုးကလာလေးရမယ်မတို့တအုပ်ပြပြပြီမယ်เนาะဒါလေးကကြတော့မတို့စားပြလို့တာမှတ်လိုက်တော့เนาะဒါလေးကစားပြကလာလို့တာမှတ်လိုက်ပါတော့ရှင်နော်အော်ကြာသွားရဲ့အောက်မှာနှစ်တရာချီသားလေးနဲ့ခတ်ထားပေးပါတယ်တို့ခိုက်ရပြီးတေချာလေးပြန်တိုင်းပေးပါမယ်ရှင်နော်သူကအများသောအားဖြင့်ခိုက်ရ9000နီးနီးတော့ပါတယ်ဗောနော်9000ပြည့်တချို့ထည်ဆိုပြည့်တယ်တချို့ထည်ကနီးနီးလေးပါတယ်9ဟိုဟာဗော6000အောက်မရှိဘူး6000တထောင်အောက်မရှိဘူးเนาะဒီထည်လေးတွေကကြတော့အကောလုံးစိုက်ပြည့်ခိုက်ပြည့်ထည်လေးတွေပါ error ထည်လုံးဝမဟုတ်ဘူးအကောင့်ရှယ်ကို short ပြီးတဲ့ထည်လေးပါစားပြကာလာလေးရမယ်ဒီလိုမျိုးအပွင့်နှုတ်စိတ်လေးမြင်လေးပါကြိုက်တာယူ6000 9000ကျပ်ပါရှင်ဒါလေးကစားပြနံပါတ်1ရပါမယ်ဒါလေးကတူလားမတူလားမသိဘူးเนาะတူတယ်เนาะဒါကစားပြနံပါတ်2ရပါမယ်နော်ဒါလေးကတော့မတူဘူးနော်ဒါလေးကတော့စားပြနံပါတ်3ကာလာလေးရပါမယ်ရှင်နော်ဒါလေးကနံပါတ်3ကာလာလေးရပါမယ်စားပြကာလာလေးရမယ်ပေါ့နော်နောက်ပြီးတော့ဒီမှာဒါလေးဆိုကျွန်းရင်းကာလာလေးရမယ်ဘလောက်လှလဲကြည့်ပါဦးနော်ဒါလေးကကျွန်းရင်းကာလာလေးရပါမယ်ဒါဆို9000လောက်ပါတယ်နော်9000လောက်ပါတယ်ကျွန်းရင်းကာလာလေးရပါမယ်တို့ရနိုင်တဲ့ကာလာလေးတွေအကုန်လုံးပြသွားပေးလိုက်တော့မယ်နော်ဒါလေးကကြတော့မှတို့မိုင်းလိုနီကာလာလေးရပါမယ်ရှင်ဒီလိုမျိုးအပြည့်တွေကြီးပဲပါမှာနော်မိုင်းလိုနီကာလာလေးရပါမယ်ရှင်နောက်ပြီးတော့ဒါလေးကကြတော့မှတို့ပဇွန်စီကာလာလေးရပါမယ်ရှင်နော်ဒါလေးကပဇွန်စီကာလာလေးရပါမယ်နော်ဒါလေးကပဇွန်စီကာလာလေးရပါမယ်ရှင်ကြီးများတဲ့မမတွေလည်းဝင်ယူလို့ရပါတယ်ရှင်ဒါလေးကကြတော့မိတ်ကပ်အရင်ကာလာလေးရပါမယ်တို့အကုန်လုံးဖြန့်ပြပေးတယ်နော်မမတို့မျက်စိပဓာသားရှိရအောင်လို့ဒါအကုန်လုံးဖြန့်ပြပေးပါတယ်ရှင်နော်ဒါမမတို့ကြိုက်ပါတဲ့ခေါင်းထဲရှယ်ထဲတွေကို short ပေးလိုက်တာပါဒါလေးကကြတော့မိတ်ကပ်ရင်ကာလာလေးရပါမယ်ဒါလေးကကြတော့မတို့နဂမောက်ကာလာလေးရပါမယ်ရှင်နော်ဒါလေးကနဂမောက်ကာလာလေးရပါမယ်ခြေသားလေးတွေလုံးဝဝင်းပြောင်းအစ်ဆက်နေရောပဲနော်နောက်ပြီးတော့ဒါလေးကကြတော့မတို့ဗတောက်6ကိုမှသူကနည်းနည်းရင်းတဲ့ဘက်ကိုသွားမယ်နော်ဗတောက်6အရင်ကာလာလေးရပါမယ်ရှင်နောက်ပြီးတော့ဒါလေးကကြတော့အနက်နံပါတ်1လေးရပါမယ်ရှင်နော်ဒါလေးကအနက်နံပါတ်1လေးရပါမယ်ဘလောက်လှလဲကြည့်ပါဦးနော်ဒါလေးကအနက်နံပါတ်1ရပါမယ်ရှင်နော်ဒါလေးကအနက်1ရပါမယ်ဒါလေးကကြတော့အနက်နံပါတ်2ရပါမယ်ရှင်နော်ဒါလေးကအနက်နံပါတ်2ရမယ်ဒီလိုမျိုးမြန်မြန်ဆက်ဆိုင်ကြီးတွေကိုလှတာပါနော်ဒါလေးကအနက်နံပါတ်2ရပါမယ်ဒါလေးကကြတော့မှတို့နှင်းစီဘူးပန်းစီလေးရမယ်နော်နှင်းစီပန်းလေးရပါမယ်နှင်းစီပန်းကာလာလေးရပါမယ်ရှင်သိလှတော့ပဲဒါလေးကကြတော့မှတို့နေပြည်ပြဘက်ကိုနည်းနည်းသွားဒါကနေပြည်ပြမဟုတ်ဒါတယ်လီနောပြလေးရမယ်မတို့တယ်လီနောပြနံပါတ်1ကာလာလေးရမယ်ဒါလေးကကြတော့တယ်လီနောပြနံပါတ်2ကာလာလေးရပါမယ်မတူဘူးထင်လို့နော်တို့ဒါလေးကိုဖြန့်ပြပေးလိုက်မယ်2အုပ်လောက်နော်ဒါလေးကတယ်လီနောပြနံပါတ်2ကာလာလေးရပါမယ်ရှင်ဒါလေးကကြတော့လေမတို့ထောပတ်စိန်ကိုမှသူကနည်းနည်းလေးပေါ့နော်ရွှင်တဲ့ဘက်ကိုသွားတယ်ထောပတ်စိန်အရွှင်လေးပေါ့နော်ထောပတ်စိန်အရွှင်ကာလာလေးရပါမယ်ရှင်နော်ဒါလေးကထောပတ်စိန်အရွှင်ကာလာလေးရပါမယ်နော်ထောပတ်အရွှင်ကာလာလေးရမယ်နည်းနည်းလေးပေါ့နော်ထောပတ်ကိုနည်းနည်းလေးစိမ့်တဲ့ဘက်ကိုပို့သွားတယ်ဒါလေးကကြတော့မတို့ဇိမ်ပြကာလာလေးရပါမယ်ရှင်နော်ဒါလေးကဇိမ်ပြကာလာလေးရပါမယ်နောက်ပြီးတော့ဒါလေးကကြတော့လေမတို့ခဲစိမ့်ဘက်ကိုသွားတယ်ခဲစိမ့်နဲ့ဒေါနာစိမ့်ဘက်ကိုခဲစိမ့်နဲ့ဒေါနာစိမ့်နဲ့ရောထားတဲ့ကာလာမျိုးလေးပါနော်ခဲဒေါနာလေးရပဲအဲ့လိုမျိုးလေးပြောလိုက်မယ်လှလိုက်တာဘိုးဆက်ဆန်ကာလာလေးခဲဒေါနာလေးရပါမယ်ဒါလေးကကြတော့လေမတို့ဒါလေးကကြတော့ဘယ်လိုပြောရမလဲခဲဖေးတာပေါ့နော်ခဲဖေးတာလို့အဲ့လိုကာလာခိုပြလို့အဲ့လိုကာလာမျိုးလေးအရန်ချစ်စရာကောင်းတဲ့ကာလာအငိမ့်လိုင်းလေးပေါ့နော်ဒီမှာဒါလေးကတော့ခဲဖေးတာအစ်စ်လေးပါရှင့်နော်ဒါလေးကခဲဖေးတာအစ်စ်လေးရပါမယ်သိလှတော့ပဲဘိုးဆက်ဆန်ကာလာလေးတွေပါရှင့်နော်ဒါလေးကကြတော့မှတော့နတ်သားရောင်နတ်သားရောင်ဆိုတော့နတ်သားတော့ပြန်ချိလိုက်သေးတယ်နတ်သားရောင်လေးရပါမယ်ရှင့်နော်ဒါလေးကနတ်သားရောင်ကာလာလေးရပါမယ်ဒါလေးကနဂမောက်ကာလာကိုမှနံပါတ်2ကာလာလေးရပါမယ်ရှင့်နော်ဒါလေးကနဂမောက်ကာလာလေးရပါမယ်ကြိုက်တာကိုယူ6000 9000ပါနော်ဒါလေးကကြတော့မတို့ကြံစိမ်းကာလာလေးရပါမယ်ရှင်တို့အကုန်လုံးလေးမတို့
အချိန်ကုန်ခံပြီးတော့ဖြန့်ပြပေးတာမတို့ကြည့်ရတဲ့ခါကြရင်လည်းအလှလေးတွေကိုတိတိကျကျလေးမြင်ရအောင်လို့ပါနော်ဒါလေးကကြတော့မတို့အနီလေးပေါ့နော်အနီလေးအုတ်ကြိုနီကာလာလေးရပါမယ်ရှင်တိတ်လှတော့ပဲနော်အုတ်ကြိုနီကာလာလေးရပါမယ်ဒါလေးကကြတော့ဗာတော့ဘဲကောင်းစိမ်းလောက်တော့မရင်ဘူးလိုမျိုးဘယ်လိုပြောရမလဲဒီကာလာလေးတို့မပြောတတ်ဘူးဖြစ်နေတယ်နော်ဒီလိုကာလာလေးရပါမယ်ရှင်တို့မပြောတတ်လို့ဒီကာလာလေးအမှန်အောင်လေအစစ်မှန်တို့မပြောတတ်ဘူးဒီမှာမတို့ဘီလက်မြေကာလာလေးမျှော်နေတယ်မတွေဒါလေးဘီလက်မြေကာလာလေးရပါပြီရှင်ဒီမှာနော်9000 8000ပတ်ချလေတွေကဘီလက်မြေကာလာလေးရှာပေးပါဆိုတဲ့မမရေဒီမှာဘီလက်မြေကာလာလေးထွက်လာပါပြီရှင်ဒါလေးကကြတော့လေမတို့ပန်းသခွားကာလာလေးရပါမယ်ရှင်နော်ဒါလေးကပန်းသခွားကာလာလေးရပါမယ်6000 9000ကျပ်ပါရှင်ဒါလေးကကြတော့စန်းကစ်လိမ်မော်လေးရပါမယ်နော်ဒါလေးကစန်းကစ်လိမ်မော်လေးရပါမယ်ရှင်ဒါလေးကစန်းကစ်လိမ်မော်လေးရပါမယ်ရှင်နော်နောက်ပြီးတော့ဒီမှာဒီနှစ်အုပ်ကတော့နည်းနည်းတူတယ်ပေါ့နော်တူတယ်နည်းနည်းမဟုတ်များများကိုတူတာပါစင်တူလေးကိုနော်ဒါလေးကကြတော့မတို့ရေဒါလေးကကြတော့ဟိုပါပေါ့ကျွန်းနီကာလာဘက်ကိုသွားမယ်ကျွန်းနီကာလာလေးရပါမယ်ရှင်တို့တအုပ်ပဲဖြန့်ပြပေးလိုက်တော့မယ်နော်ဒါလေးကကြတော့အဝါ6ပေါ့နော်သူကဗတော့ဝ6အဲ့လိုဗတော့6တော့မဟုတ်ဗတော့ဝကာလာလေးအဲ့လိုမျိုးလေးရမယ်ဗတော့ဝကာလာလေးရမယ်ဒါလေးကကြတော့အဝါနော်ဒါလေးကငူးဝါလောက်တော့မတောက်ဘူးအဝါပေါ့နော်အဝါအစ်စ်ပေါ့ရဲလိုကာလာလေးအစ်စ်ရပါမယ်နောက်ပြီးတော့ဒါလေးကကြတော့ခရမ်းပုတ်ကာလာလေးရပါမယ်ရှင်နော်ကြိုက်တာယူ6000 9000ပါရှင်ဒါလေးကခရမ်းပုတ်ကာလာလေးရပါမယ်ရှင်ဒါလေးကကြတော့အာလူကာလာလေးရပါမယ်ဒါလေးကအာလူကာလာလေးရမယ်ရှင်အရန်လှတော့ပဲဒါလေးကကြတော့မြင်းချီစိမ်းကာလာလေးရပါမယ်ရှင်နော်ဒါလေးကမြင်းချီစိမ်းကာလာလေးရပါမယ်ရှင်ဒါလေးကမြင်းချီစိမ်းကာလာလေးရပါမယ်နောက်ပြီးတော့ဒါလေးကကြတော့မတို့နီတာရဲလေးရမယ်ရှင်နော်ဒါလေးကနီတာရဲလေးရပါမယ်နော်နီတာရဲလေးရပါမယ်ဒါလေးလှလိုက်တာရှင်ကာလာဆက်လေးအရန်လှတာပဲနော်ဒါလေးကကြတော့အသားရအောင်ပေါ့နော်အသားကိုမှနည်းနည်းနုတဲ့ဘက်ကိုသွားမယ်အသားနုကာလာလေးရပါမယ်ဒါလေးကကြတော့ပန်းပိန်းကာလာလေးရပါမယ်ရှင်လှလိုက်တာနော်ကာလာအနုလေးကြိုက်တယ်မမလေးဆိုပို့အဆင်ပြေတယ်ဒါလေးကပန်းပိန်းကာလာလေးရပါမယ်ဈေးနှုန်းလေး6000 9000ပါရှင်ဒါလေးကကြတော့မတို့မိုင်လိုနီကာလာလေးရပါမယ်6000 9000ကျပ်နဲ့ယူပါဒါလေးကကြတော့ဘေးဒါကာလာလေးရပါမယ်6000 9000ကျပ်နဲ့ယူပါရှင်နော်ဒါလေးကဘေးဒါကာလာလေးရပါမယ်ဒါလေးကကြတော့မတို့ဒေါနာစိန်ကာလာလေးရပါမယ်ဒီလိုကာလာအစုံကြီးဘယ်မှာသက်ရှာမလဲမတို့ရဲ့နော်ဒါလေးကဒေါနာစိန်ကာလာလေးရပါမယ်6000 9000ပါရှင်ဒါလေးကကြတော့မတို့ဇီနီကာလာလေးရပါမယ်ဈေးနှုန်းလေး6000 9000ကျပ်ပါဒါလေးကတော့မင်ကုတ်ကာလာလေးရပါမယ်ဈေးနှုန်းလေး6000 9000ကျပ်ပါမတို့ကြိုက်နှစ်သက်တဲ့ကာလာလေးတွေကို access လေးရိုက်ပြီးတော့ဒိုရီယာဘိုင်ပါဖုန်းနံပါတ်များဖြစ်တဲ့3992895345332924ပါသူတို့တင်တယ်လင်လိပ်စာကကြတော့39လမ်း61 B လမ်းမှာရှင်နော်လိပ်စာကိုဖုန်းနော်မတိလိုက်ဘူးသူတို့ပြောလိုက်တာမတိလိုက်ဘူးဆိုဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်နော်မတို့ကျေးဇူးညာကြီးတင်ပါတယ်။ဘာပြောမှမသိတော့လို့ပြီးပါ။ကျေးဇူးညာကြီးတင်ပါတယ်။စီယံငွေ9000ကျူလွဲပေးရပါတယ်ရှင်။ Ryan Ninja Join ပို့ရတဲ့မျိုးအကုန်လုံးကိုတို့အရန်ကိုချေ daily service အပ်ပေးပါတယ်။အားလုံးပဲကျေးဇူးညာကြီးတင်ပါတယ်။တတပါကျမ်းမှချမ်းသာကြပါစေ။သက်ရှူတိုင်းငွေဝင်ကြပါစေ။ငွေရှားလွယ်ကူသောဘဝများပိုင်ဆိုင်နိုင်ကြပါစေရှင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမှခြင်းနဲ့ပြည့်စုံကြပါစေနော်။တတ